သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်ဝါကောင်လဆန်း9ရက်2012ခုနှစ်ဩဂုတ်လ24ရက်မန္တလေးတိုင်းဒေသကြီးချိုင်းသာဆန်းမြို့နယ်အိန္ဒိယဘုရားဝင်းအတွင်းယရနာကရ14ခန်းဓမ္မဗိမာန်တော်ကြီးအတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်မန္တမာဈေးကျုပလာဇာမြေညီတက်ဈေးသူဈေးသားမိသားစုဘုံစွမ်းလောင်းအသင်းဤတနှစ်ပြည့်အထိတ်အမှတ်ဓမ္မသဘင်အခမ်းအနား၌မန္တမာဈေးကျုပလာဇာမြေညီတက်ဈေးသူဈေးသားမိသားစုများ၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်ကျက်စားရာအာယုများအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုအာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ခြင်းနဲ့အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲ့ရင်သောမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကသောတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတာသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ဤကျက်စားရာအာယုများစိတ်ဆိုတာအာယုနဲ့ကင်းပြီးတော့ဖြစ်တဲ့စိတ်ဆိုတာမရှိဘူးဘယ်စိတ်မဆိုအာယုတစ်ခုအမိပြုပြီးတော့မှဖြစ်လို့ရစိတ်ဖြစ်ရင်အာယုရှိတယ်လို့ပုံသေးမှတ်ထားရမှာပေါ့ပဋ္ဌာန်း24ပစ္စည်းထဲမှာအာရမဏပစ္စယောဆိုတာစိတ်စေတသိက်မှန်သမျှအာယုံဆိုတဲ့ကြိုးတန်းလေးကိုမှီပြီးတော့မှဖြစ်လို့ရတယ်အားမရှိတဲ့လူတယောက်ဟာကြိုးတန်းလေးကိုကင်ပြီးမှထားလို့ရတယ်လို့စိတ်ဟာလည်းပဲအာယုံတစ်ခုကိုအမိပြုပြီးတော့မှစိတ်ဟာဖြစ်လို့ရတယ်ဘယ်စိတ်ပဲဖြစ်ဖြစ်ဆိုင်ရာအာယုံတစ်ခုကိုမှီပြီးတော့မှဖြစ်လို့ရတယ်နောက်ဆုံးအလွန်အဆင့်မြင့်တဲ့မက်စိတ်တို့ဖိုစိတ်တို့လောကကိုကျော်လွန်သွားတဲ့မက်စိတ်ဖိုစိတ်တွေဒီပင်လေနိဗ္ဗာန်ဆိုတဲ့အာယုံကိုအာယုံပြုအပ်မှဒီစိတ်တွေကဖြစ်ပေါ်လာနိုင်တယ်
အနှုတ်ဆိုရင်ဒီစိတ်တွေဖြစ်ပေါ်နိုင်စွာမရှိဘူးတဲ့ရည်သည့်စိတ်ပဲဖြစ်ဖြစ်အာယုန်နဲ့ကင်းလို့မဖြစ်ဘူးသို့တော့အာယုန်ဆိုတာကျက်စားတဲ့အာယုန်မကျက်စားတဲ့အာယုန်လို့ဒီလိုနှစ်မျိုးခွဲခြားပြီးတော့မှတ်သားရတယ်ဘုရားမြတ်စွာရဲ့အဆုံးအမဩဝါဒတွေဆိုတာပတ်ဝန်းကျင်ကိုအားကိုးဖို့ဟောကြားတဲ့အဆုံးအမတွေမဟုတ်ဘူးတကယ်သဘာဝစစ်မှန်တဲ့တဏှာဝကလွတ်မြောက်ဖို့အတွက်နိမန်လမ်းမှန်မြတ်စွာဘုရားညွှန်ကြားဆုံးမတာဖြစ်တယ်ဟုတ်တခြားဘာသာတွေမှလို့မဟုတ်ဘူးတခြားဘာသာတွေမှအလွန်လွယ်ကူတယ်လှုပ်ချင်ရလို့ဘုရားသခင်ရဲ့အမည်နာမကိုတန်းတလိုက်တာနဲ့ဆင်းရဲဒုက္ခကလွတ်သွားတယ်လို့ဆိုတာတကယ်လွတ်ရင်တော့လည်းကောင်းသားပေါ့တကယ်လွတ်မယ်လို့ဘယ်သူမှအာမခံချက်ပေးတာမရှိဘူးတဲ့ဖြစ်နိုင်တဲ့အရာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့တော့ဆိုတော့လူဆိုတာလှုပ်ချင်ရလှုပ်ပြီးတော့မှခွင့်လွတ်တာနဲ့ဒီအပြစ်ကပျောက်တယ်ဆိုတာလောကမှာတောင်မှမရတာပဲအခုလို့ဘဝမှာဘယ်လိုလုပ်ပြီးတော့ဒီအဖြစ်မျိုးကိုရနိုင်မလို့မရနိုင်တဲ့အရာမရနိုင်တဲ့အရာကိုရနိုင်တယ်လို့ယုံကြည်နေတာဟာမှားရဲ့အမြင်ဖြစ်လို့မိစ္ဆာဒိဋ္ဌိလို့ခေါ်တာအမှန်မဟုတ်လို့ရှိရင်မှားရဲ့အမြင်တစ်ခုတကယ်မဖြစ်တဲ့အရာကိုဖြစ်တယ်လို့ယုံကြည်လို့ရှိရင်ဒါမှားရဲ့မှုပဲအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေမှာတော့တရားတွေဟာအာယုန်နဲ့စိတ်နဲ့ထိတွေ့တဲ့အချိန်တာမန်အာယုန်နဲ့စိတ်နဲ့ထိတွေ့တဲ့အချိန်မှာအပြစ်မရှိသေးဘူးအာယုန်ပေါ်မှာစိတ်ဝင်စားလာတဲ့အခါကြလို့ရှိရင်အပြစ်ဆိုတာတွေပါဝင်လာတယ်ပေါ့ဆိုပါစို့နှစ်သက်เสียအာယုန်လေးတစ်ခုမျက်စိကမြင်လိုက်ပြီနားကကြားလိုက်ပြီဆိုတဲ့အခါမှာအဲ့ဒီနှစ်သက်เสียအာယုန်လေးပေါ်မှာတွေးပြီးဘာတွေဖြစ်တုံဆိုလိုချင်တဲ့လောဘတွေဖြစ်လာတယ်အဲ့ဒီကြတော့မှအပြစ်သူလိုချင်တဲ့လောဘဖြစ်လာတယ်မနှစ်သက်เสียအာယုန်ဆိုလို့ရှိရင်မုန်းတီးတဲ့ဒေါသတွေဖြစ်လာတယ်အဲ့ဒါဟာအပြစ်နှစ်သက်เสียကောင်းတဲ့အာယုန်ပဲဖြစ်ဖြစ်မနှစ်သက်เสียကောင်းတဲ့အာယုန်ပဲဖြစ်ဖြစ်ထိုအာယုန်ရဲ့သဘာဝကိုအမှန်မသိဘူးတလွဲသိနေတယ်ဆိုရင်မောဟဆိုတာဖြစ်လာအဲ့လိုလောဘဒေါသမောဟလို့ဆိုတာတွေအာယုန်နဲ့ပတ်သက်ပြီးဖြစ်လာပြီးဆိုတဲ့အခါကျတော့အဲ့ဒါဟာအပြစ်ဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့အာယုန်ဆိုဒီမှာကတော့အကောင်းဆုံးအာယုန်ဟာစိတ်တွေမှာကြံတွေးသို့တော့အာယုန်တစ်ခုပေါ်မှာမှီပြုပြီးတော့နောက်ကလိုက်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုကင်းဝေးစေဖို့ရာအတွက်မိမိစိတ်ကလေးကိုလေ့ကျင့်ပြီးတော့မကောင်းတဲ့အာယုန်ကဝေးဝေးရှောင်ပြီးကောင်းတဲ့အာယုန်နဲ့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ထားဖို့ဆိုတာတော့လိုအပ်တယ်ပေါ့အကယ်၍စိတ်ကိုလွတ်ထားလိုက်ပြီလို့ဆိုလို့ရှိရင်ဒီစိတ်လေးဟာမကောင်းတဲ့အာယုန်ပေါ်မှာကျက်စားပြီးတော့မကောင်းတဲ့အဖော်သဟဲတွေနဲ့ပဲလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်မာမနတွေဖြစ်လိုက်အိတ်တမစ္စရိယတွေဖြစ်လိုက်တဲ့ဆိုပြီးတော့ဒီစိတ်လေးဟာညှဉ်းနှွမ်းပြီးတော့နေမှာပဲစိတ်မှာ mental impurity လို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာရှိတယ်ပေါ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာစိတ်ထဲမှာဖြစ်ပေါ်လာတာတွေဖြစ်တယ်အာယုန်တစ်ခုကိုဆွဲပြုပြီးတော့စိတ်ထဲမှာဖြစ်လာအာယုန်ဆိုဒီမှာအလုံးသိကြတဲ့အတိုင်းမျက်စိကမြင်ရတဲ့အဆင့်အာယုန်နားကကြားရတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုန်လျှာနဲ့လျက်ရတဲ့အရသာအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုန်စိတ်နဲ့ကြံတွေးသိရတဲ့ဓမ္မအာယုန်လို့ကြံတွေးသိရတဲ့အာယုန်လို့ဆိုပြီးတော့အာယုန်6ပါးအဲ့ဒီအာယုန်6ပါးဟာလူတွေရဲ့စိတ်တရားဝါတွေရဲ့စိတ်ကိုအာရမဏတတ္တိနဲ့စွမ်းဆောင်ပြီးတော့နေတာဖြစ်တယ်ပေါ့စိတ်အာယုန်နဲ့စိတ်နဲ့အာယုန်နဲ့တွေ့တဲ့အခါမှာဒီစိတ်လေးဟာအလေးချင်းရှိရပေါ်မှာကောင်းတာတွေနဲ့လည်းတွဲလိုက်တယ်မကောင်းတာနဲ့လည်းတွဲလိုက်တယ်
မကောင်းတာနဲ့တွဲရင်မကောင်းကျိုးတွေဖြစ်ပေါ်စေတတ်တဲ့ကံတရားတွေလုံးမိသွားတဲ့အခါကောင်းကျိုးချမ်းသာရစေနိုင်တဲ့လုပ်ငန်းတွေလုံးမိသွားတယ်လို့ဟောလူရဲ့တဘာဝကိုစဉ်းစားကြည့်ပေါ့ကိုယ်အမြဲတမ်းဆင်ញင်သုံးသပ်ကြည့်ရမှာပါလဲလို့ငါတို့ရဲ့စိတ်လေးဟာလုံးလင်းလာတဲ့အချိန်ကနေစပြီးမျက်စိကမြင်တဲ့အစင်းအာယုန်နဲ့ပတ်သက်ပြီးလောဘဖြစ်သလားဒေါသဖြစ်သလားအမှန်မသိတဲ့မောဟတွေမာမာနတွေဖြစ်သလားလို့ဆိုတာကိုယ့်ဘက်ကိုသိဖို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတတိပဋ္ဌာန်ထဲမှာစိတ်တာနုပတနာဆိုတာဟောထားတာရှိတယ်ပေါ့အဲ့တော့ကိုယ်စိတ်လေးကိုဒီလိုဆန်းစစ်ကြည့်တတ်ဖို့ဒီအလေးချင်းနေဆန်းစစ်ကြည့်ရမြတ်စွာဘုရားကတန်တရားဝကလွတ်ဖို့ဆိုတာတန်တရားဝကလွတ်စေလွတ်သုံးတရားကအမိတ်ချရုံနဲ့တန်တရားဝကလွတ်မှာမဟုတ်တာအဲ့တော့ကိုယ်တိုင်ကိုယ်တဏ္ဍာမှာရှိနေတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖြူစင်အောင်ဆေးကြောဖို့လိုအပ်တာကိုစဉ်းစားကြည့်ပေါ့ကိုယ်ခန္ဓာကိုယ်မှာအညစ်အကြေးတွေရှိနေတယ်ကိုယ်ဝတ်တဲ့အဝတ်ပေါ်မှာအညစ်အကြေးတွေရှိနေတယ်ဆိုရင်ဒီတိုင်းစင်ကြယ်အောင်လုပ်လို့မှမရဘူးစနစ်တကျရေနဲ့ဆပ်ပြားနဲ့နော်လျှော်ရတာရှိတယ်အချောက်လျှော်ရတာရှိတယ်အဲ့လိုစနစ်နဲ့လျှော်လိုက်မှတန့်စင်မှဒီအညစ်အကြေးဆိုတာပျောင်တာပဲအဲ့ဒါတောင်မှပဲဒီအညစ်အကြေးတွေပျောင်သွားပါစေလို့တယောက်ကပြောလို့မှပျောင်တာမှမဟုတ်တာပဲစနစ်တကျအလုံးလုံးမှပျောင်သွားတာအဲ့ဒီအတိုင်းပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေကိုလည်းပဲဆေးကြောခြင်းတယ်ဆိုရင်စနစ်တကျလုပ်ရမှာတဲ့ဒါတွေမလုပ်ဖဲနဲ့တကိုးရှိတဲ့ပုဂ္ဂိုလ်တူဦးတယောက်ကစိတ်ရဲ့အညစ်အကြေးတွေကိုဆေးကြောပေးတယ်ဆိုတာဖြစ်မှမဖြစ်နိုင်ဘူးလောကမှာသဘာဝမကျတဲ့ယုံကြည်မှုတွေအမှန်တမ်းများမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသဘာဝကျတဲ့ယုံကြည်မှုလက်တွေ့နဲ့နော်အကြောင်းအကျိုးညီညွတ်တဲ့အဆုံးအမတွေကိုဘုန်းကြီးတို့တွေရရှိလာကြတာဖြစ်တယ်အနုဘုဆိုလို့ရှိရင်မဖြစ်နိုင်တာတွေကိုလည်းယုံကြည်ကြတယ်စဉ်းစားကြည့်လေလောကလူတွေဟာမဟုတ်တာလုံမှန်းတော့သိတယ်မဟုတ်တာလုံးလို့ရှိရင်မကောင်းတဲ့အကုသိုလ်တွေဖြစ်တယ်ဆိုတာလည်းသိကြသို့တော့အဲ့ဒီအကုသိုလ်တွေကိုဘာနဲ့ဆေးကြောပြီးဘာနဲ့တန့်စင်အောင်လုပ်မလဲဆိုတဲ့နေရာကြတော့မှန်အောင်မစဉ်းစားနိုင်တော့ဘူးပေါ့နော်အကုသိုလ်ရှိတယ်ဆိုတာလည်းလက်ခံတယ်အကုသိုလ်ကြောင့်စိတ်တွေညှိနှွမ်းတယ်ဆိုတာလည်းလက်ခံတယ်အကုသိုလ်ရဲ့အကျိုးတရားတွေရှိတယ်ဆိုတာလည်းလက်ခံဒါဖြင့်ဒီအကုသိုလ်တွေဘာနဲ့ဆေးကြောမလဲလို့ဆိုတဲ့နေရာကြတော့ယုံကြည်မှုတွေအမျိုးမျိုးဖြစ်လာလမ်းညွှန်မှုတွေကအမျိုးမျိုးဖြစ်လာဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကဆိုလို့ရှိရင်ဒီနေ့ထိအောင်မှာပဲညအခါလှုပ်ထားတဲ့အကုသိုလ်တွေကိုမနဲ့စောစောခင်းကမြေထဲရေဆင်းချိုးလိုက်ဟောအကုသိုလ်တွေကိုမျောလိုက်တာတဲ့နေ့အခါလှုပ်တဲ့အကုသိုလ်တွေကိုလည်းညနေချမ်းရေချိုးလိုက်လို့ရှိရင်အကုသိုလ်တွေရေထဲမှာမျောသွားတန်ရှင်းစင်ကြယ်သွားတယ်လို့ဥဒကသုတ်တိကရေနဲ့ဆေးကြောယုံတဲ့အကုသိုလ်တွေပြောင်းတယ်လို့ယူဆတာအိန္ဒိယနိုင်ငံမှာခဏိထိအောင်အများကြီးရှိတယ်လူတွေအင်တန်အေးချမ်းလာတဲ့ဆောင်းရာသီမှာဟိုးအနေနဲ့ရက်ကလာပြီးတော့ဗာရဏသီပြည်နာကခင်းကမြစ်ထဲမှာလာပြီးတော့ရေချိုးတာဆောင်းရာသီသွားကြည့်ခဏိထိအောင်တွေ့သေးတယ်နော်အဲ့ဒီလူတွေဘာဖြစ်လို့ရေချိုးတာလဲလို့ဆိုရင်အကုသိုလ်တွေကိုမျောတဲ့အနေနဲ့ချိုးတာရိုးရိုးဘုန်းကြီးတို့တွေရာသီဥတုညတ်တအောင်ခန္ဓာကိုယ်အညစ်အကြေးတွေကင်းအောင်လို့ရေချိုးတာမဟုတ်ဘူးအကုသိုလ်တွေမျောဖို့ဆိုတဲ့ရေချိုးတာဒီလိုယုံကြည်ပြီးတော့လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲအဲ့တော့ရေချိုးပြီးတော့အကုသိုလ်မျောတဲ့လူတွေရှိတယ်လို့ပဲခဏိခေတ်ကြတော့ဘုရားသခင်ရဲ့အမည်နာမကိုတန်းတလိုက်ရုံနဲ့အကုသိုလ်တွေကစင်ကြယ်သွားတယ်ဆိုတဲ့လူစုတွေကလည်းနဲတာမှမဟုတ်တာလေအဲ့တော့ဘယ်နည်းပဲဖြစ်ဖြစ်ကုသနာနဲ့မှရှိတဲ့အကုသိုလ်အညစ်အကြေးဆိုတာဒီနည်းနဲ့ဆေးကြောလို့တော့ဘယ်နည်းနဲ့မှမတတ်ဆင်နိုင်ဘူးဘာနဲ့ဆေးကြောရရေကြောင့်ဖြစ်တဲ့
အညစ်အကြေးကိုရေနဲ့ပဲဆေးကြောရတယ်အဲ့ဒါလိုပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးကိုစိတ်နဲ့ပဲပြန်ဆေးကြောရမယ်လို့မြတ်စွာဘုရားကဒီလမ်းကိုညွှန်ကြားထားတာနော်အဲ့တော့ဒီလိုစင်ကြယ်စေတဲ့နည်းတွေမြတ်စွာဘုရားမဂ္ဂင်၈ပါးအကျင့်တရားဟောကြားပြီးတော့ဆုံးမခဲ့စိတ်ထဲမှာရောက်ရှိနေတဲ့အညစ်အကြေးတွေတဏှာကပါလာတဲ့အနုတ္တယဓာတ်နဲ့ကိန်းနေတဲ့အညစ်အကြေးတွေကိုမိမိစိတ်ထဲမှာဖြစ်တဲ့ကောင်းမြတ်တဲ့အင်အားစုတွေကိုအားမွေးပြီးတော့ဆေးကြောမှလာနေဆေးလျှော်လို့ဆေးလို့ရတယ်စင်ကြယ်အောင်လုပ်လို့ရတယ်။ဘာဖြစ်လို့စင်ကြယ်အောင်လုပ်ရတယ်လဲမစင်ကြယ်ရင်ဘာဖြစ်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကဟောထားတယ်စိတ်တွေတန်ကိလေထေဒုက္ကတိပါတိကင်္ခာစိတ်ဟာညှဉ်းနှွမ်းနေပြီဆိုလို့ရှိရင်ဒုက္ခဘုံရောက်သွားနိုင်တယ်မကောင်းတဲ့အခြေအနေတွေဒုက္ခတွေနဲ့ကြုံနိုင်တယ်လို့ဒုက္ခတိကိုပဲမျှော်လင့်ရတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါအဗ္ဗဓမ္မမှန်တယ်ပေါ့ဘလောက်ပဲကုသကောင်းမှုတွေလှုပ်ထားတာစိတ်အညစ်အကြေးစိတ်ကလေးညှဉ်းနှွမ်းနေတဲ့အချိန်မှာလူဟာဘဝတစ်ခုကိုစွန့်ခွာလိုက်ရပြီဆိုလို့ရှိရင်အဲ့ဒီစိတ်အညစ်အကြေးကြောင့်အောက်တန်းကျသွားတတ်တယ်ပေါ့ထင်ရှားတဲ့ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကသဗ္ဗဘုရားရဲ့လက်ထက်တော်အခါကာလတုန်းကအင်တာမတရားဓမ္မတွေကျင့်ပြီးတော့သီလစင်စင်ကြယ်ကြယ်နဲ့အနှစ်2000ရဟန်းတရားကျင့်ကြံကြိုးကိုအထုတ်သို့တော့ပုရုဇဉ်ဘဝတော့မလွန်မြောက်သေးဘူးပေါ့ယဟန်တော်တစ်ပါးဟာတနေ့ကျတော့သူခရီးသွားတယ်မြစ်ကြောင်းကလှေလောင်းနဲ့ခရီးသွားတဲ့အခါမှာကမ်းနားမှာလှေကဖြတ်ပြီးတော့စုံဆင်းသွားတဲ့အချိန်လေးမှာလက်ကလှမ်းပြီးတော့ဖြိမြက်ကိုလှမ်းဆွဲလိုက်မိတယ်အဲဒီလိုဆွဲလိုက်တဲ့အချိန်မှာမြက်ကလေးဟာပြတ်ပါသွားယဟန်တန်ဃာတွေဆိုတာတစ်ပင်တို့မြက်ပင်တို့မခုတ်ရဘူးမဖြက်စီးရဘူးလို့ဆိုတဲ့စီကံဥပဒေရှိတယ်အဲ့ဒါမတော်တဆဒီမြက်ပင်ကိုဖြတ်ဖို့ဆိုတဲ့စိတ်မရှိဘူးလှမ်းဆွဲလိုက်ရကလှေကသွားနေတဲ့အချိန်ကြောင့်မလို့ပြတ်ပါသွားအဲ့တော့သူ့စိတ်ထဲမှာဘလို့အောင်းမိလိုက်တော့ဆိုဩဒါလေးကတော့မတော်လို့ဖြစ်သွားတာပဲအရေးမကြီးဘူးလို့စိတ်ထဲမှာဒီလိုအောင်းမိပြီးတော့နေတယ်ပြန်တော်မူကန်ဤအချိန်ရောက်တဲ့အခါကျဘာဖြစ်သူ့သီလကိုသူဆင်ញင်တယ်လူဆိုတာတစုံတစ်ခုဒုက္ခကြုံလာပြီဆိုရင်အာကိုရရှားလာအဲ့တော့သေကနီးလာပြီဆိုတော့အာကိုရရှားတဲ့အခါကျတော့သီလကျင့်တတ်လောက်အောင်စင်ကြယ်ခဲ့တော့လည်းပဲသူ့စိတ်ထဲမှာမကြေမနက်ဖြစ်တာကဘာလဲလို့ဆိုရင်ဒီပြစ်မှုလေးကိုငါအမှတ်တမဲ့လုပ်ခဲ့မိတယ်ဒါလေးကြောင့်ငါသီလလေးဟာပြည့်မြတ်နေပလားလို့စိတ်ထဲမှာအနာနာမှာလဲဒေသနာကြားဖို့ယဟန်တော်ကမရှိအဲ့ဒီအချိန်လေးမှာစိတ်ထဲမှာစိတ်မကောင်းစွာနဲ့သိဆုံးသွားတဲ့အခါမှာပြန်တော်မူသွားတဲ့အခါမှာဧရကပတ္တဆိုတဲ့ငကားဘဝရောက်သွားတာကြီးအဲ့ဒါလို့ဒီကံလေးမှာစိတ်ညစ်စရာလေးတစ်ခုမရှိဘူးဆိုလို့ရှိရင်အထက်နတ်ပြည်ကိုရောက်မှသိကြတယ်ပေါ့ဒီလိုဆိုလိုတာနော်စိတ်တွေတန်ကိလေထေဒုက္ကတိပါတိခင်္ခာစိတ်ဟာညှဉ်းနှွမ်းနေပြီဆိုလို့ရှိရင်ဒုက္ခဘုံရောက်သွားနိုင်တယ်ယခင်ကလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေဟာရှိနေတော့လဲအခွင့်မရလိုက်ကြဘူးအကုသိုလ်ကလွှမ်းမိုးချီဆိုးသွားတယ်အဲ့ဒီအချိန်လေးမှာဒါကြောင့်မို့သေကံဤမှာအာတမကံဆိုတာသိပြီးအရေးကြီးတယ်လို့ဒီလိုပြောတာနောက်တာရခတစ်ခုကြည့်အောင်မလားသေကံဤမှာစိတ်အညစ်အကြေးလွှမ်းမိုးသွားရင်ဒုက္ခရောက်တတ်တယ်ဆိုတာကောသလမင်းကြီးရဲ့မိဖုရားမန္လိကာပညာလည်းအမတ္တမထက်မြက်တယ်ဖရာတရားတန်ခါလည်းယရဏသုံးပါးအမတ္တမချီညိုတယ်နေ့စဉ်နဲ့အမျှယဟန်တန်ခါတွေကိုပြုစုလုပ်ကြွေးပြီးတော့ကုသိုလ်ရေးနဲ့ပဲအချိန်ကုန်လာတဲ့မိဖုရားတေခဏိအခါကျတော့ဘာဖြစ်လဲလို့ဆိုသူဘယင်ကြီးကို
လိန်လီလှိစားခဲ့တဲ့ပြစ်မှုတစ်ခုသူကျူးလွန်မိတယ်အဲ့ဒီကျူးလွန်မိတော့စိတ်မကောင်းဖြစ်တယ်အဲ့ဒီစိတ်မကောင်းဖြစ်နေတာနဲ့တည်သွားတဲ့အခါကျတော့အဝိဇ္ဇငယ်ရောက်သွားတယ်ဟောတေခါနေ့မှာတခုခုစိတ်မကောင်းပြီးတော့စိတ်ညစ်ပြီးတော့တည်ရတဲ့အနေအထားမျိုးကြောင့်ဝိဇ္ဇငယ်ရောက်သွားသို့တော်ကုသိုလ်ကောင်းမှုတွေလှုပ်ထားသည့်အတွက်ကြောင့်ဝိဇ္ဇငယ်မှာအကြာကြီးတော့မခံရဘူးအကုသိုလ်ကလက်ဦးသွားတော့ပေါ့အဲ့ဒါကိုပြောတာမြတ်စွာဘုရားကစိတ်တေတန်ကိလေထေဒုက္ခတိပฏิကင်္ခာစိတ်မှာလောဘဒေါသမောဟစတဲ့ကိလေသာအညစ်အကြေးတွေနဲ့စိတ်ဟာညှဉ်းနှွမ်းသွားပြီဆိုလို့ရှိရင်ဒုက္ခတိဘုံရောက်သွားနိုင်တယ်ဒီလိုပြောတာနော်အဲ့တော့အပြန်အားဖြင့်နားလည်ရမှာစိတ်တွေဝိတုဒ္ဓေဒုက္ခတိပฏิကင်္ခာစိတ်ကြည်နူးသွားပြီဆိုရင်တော့လည်းပဲဒုက္ခတိဘုံရောက်သွားနိုင်တယ်ဒါကြောင့်မို့စိတ်ဟာဒီအညစ်အကြေးတွေကတန်ရှင်းစင်ကြဲနေအောင်လုပ်ဖို့ရေးကြည့်တယ်ဆိုတာဒါအမှန်တမ်းထင်ရှားတခြားကိစ္စဘာမှအရေးမကြီးဘူးမိမိစိတ်ထဲမှာအညစ်အကြေးတွေကင်းဝေးအောင်လုပ်ရဘယ်သူလုပ်ရမှာတော့ဆိုကိုယ်တိုင်ပဲလုပ်ရပြင်မကလာလို့မရဘူးတဲ့ဒါကြောင့်မို့ကိုယ်တဏ္ဍာမှာဖြစ်တဲ့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့အညစ်အကြေးကိုယ့်ဘာကိုယ်ဆေးကြောဖို့ကြိုးစားရမယ်လို့ဒီလိုဆိုတာနော်အကယ်၍ဆေးကြောနိုင်ပြီဆိုလို့ရှိရင်အကုသိုလ်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်ပင်ဖြစ်လင့်ကစားဒီစိတ်ကိုဆေးကြောနိုင်ပြီဆိုတဲ့အခါမှာကောင်းရတုတိဘုံရောက်သွားနိုင်သေးတယ်ထင်ရှားတဲ့တတိတာရကတစ်ခုပြောရမယ်ဆိုရင်အနှစ်90လုံးသေရန်ကြတဲ့ခိုးသူတွေကိုခေါင်းဖြတ်ပြီးတော့တတ်ရတဲ့တမ္ပဓာတိကဆိုတဲ့ခိုးသူတတ်ကြီးလူသားသမားကြီးနှစ်90လုံးသေရန်ကြတဲ့ပုဂ္ဂိုလ်တွေကိုတတ်ဖြတ်လာခဲ့တာနောက်ဆုံးအဲ့ဒီယာရုကလည်းအနာယူရောအနာယူတဲ့နေ့မှာပဲရှင်သာရိပုတ္တရာကြွလာလို့နုက္ကနာဇွမ်းနေပါဒီကရှင်သာရိပုတ္တရာတရားဟောတာနာရင်ကနေပြီးတော့စိတ်ကြည်နူးမှုရသွားအဲ့ဒီစိတ်ကြည်နူးမှုရတဲ့အချိန်မှာသိသွားသည့်အတွက်ကြောင့်သူဟာနတ်ပြည်ရောက်သွားတယ်။ဘာဖြစ်လို့လဲစိတ်ကြည်နူးနေတဲ့အချိန်မို့အဲ့တော့စိတ်ကြည်နူးမှုရဲ့စွမ်းရည်တတ္တိဟာအမှန်တမ်းကြီးမားတယ်။ဒါကြောင့်မို့လို့မိမိတို့ရဲ့စိတ်လေးအညစ်အကြေးတွေကတန့်စင်နေအောင်ဆေးကြောရမယ်။အဲ့ဒီလိုဆေးကြောဖို့အတွက်ဘယ်အရာတွေကစိတ်ရဲ့အညစ်အကြေးတွေလဲဆိုတာကိုသိအောင်လုပ်ဖို့လိုတာပေါ့နော်။အဲ့ဒါကိုဘယ်တရားတွေကစိတ်ရဲ့အညစ်အကြေးတွေလဲလို့ဆိုအဘိဓမ္မာမှာစိတ်ရဲ့အညစ်အကြေးဆိုပြီးတော့14မျိုးဆိုတာဖော်ပြထားတာရှိတယ်။အဲ့14မျိုးကဘာတွေလဲလို့ဆိုရင်မောဟဆိုတဲ့အမှန်မသိမှုအဲ့ဒီအမှန်မသိတာလဲစိတ်ရဲ့အညစ်အကြေးတစ်ခုပဲသူ့ကိုဘာနဲ့ဆေးကြောမလဲပညာနဲ့ပဲဆေးကြောလို့ရတယ်။အဲ့တော့မသိရင်သိအောင်လုပ်ပေါ့ဒါသူ့နည်းနဲ့သူပဲလေမသိရင်သိအောင်လုပ်တယ်အဲ့တော့သိအောင်လုပ်တာဘယ်လိုလုပ်အောင်အခုလိုတရားပွဲတွေမှာတရားနာတယ်ဓမ္မစာပေတွေဖတ်ရှုတယ်တရားနာတယ်ဟောဒါတွေကမသိလို့ရှင်သိသွားပေါ့နောက်တစ်ခါသိတဲ့ပုဂ္ဂိုလ်မေးတယ်မြန်းတယ်ဆိုဟောမသိတာတွေသိသွားတယ်ဒါဆေးကြောတာပဲနော်သူ့နည်းနဲ့သူဆေးကြောတာနောက်တစ်ခုကဘာလို့ဆိုအဟိရိကနဲ့အနတ္တပါအကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့မရှက်ဘူးအကုသိုလ်ကိုမယွံဘူးအကုသိုလ်ကိုမကြောက်ဘူးမယွံမကြောက်မရှက်မကြောက်ဒီစိတ်ဓာတ်တွေရှိနေအဲ့ဒီစိတ်ဓာတ်တွေရှိနေလက်ရဲဆရဲအကုသိုလ်လုပ်တွေကိုလှုပ်ချင်တဲ့စိတ်ဓာတ်တွေရှိနေသမျှကာလပတ်လုံးစိတ်ဟာအကုသိုလ်တွေနဲ့လွှမ်းခြုံသွားနိုင်တယ်ဒါကြောင့်မို့အဟိရိကအနုတ္တပအရှက်အကြောက်ကင်းမဲ့တယ်ဆိုတဲ့ဒီသဘာဝတရားနှစ်ခုဘာနဲ့ဆေးကြောမလဲဆိုဟိရိအကုသိုလ်တွေကရှက်ရမယ်အကုသိုလ်တွေကိုယွံဖို့ကြိုးစားရမယ်ဥတ္တပအကုသိုလ်တွေကကြောက်တယ်တဲ့ဟောရှက်ချင်းကြောက်ချင်းဆိုတဲ့သဘာဝနဲ့ပြန်ပြီးတော့ဆေးကြောလိုက်လို့ရှိရင်အဲ့ဒီစိတ်ရဲ့အညစ်အကြေးတစ်ခုဟာနှစ်ခုဟာလည်းပြောင်းသွားပြန်တယ်ပေါ့
ဟောနောက်တစ်ခုလူတွေရဲ့တဏ္ဍာမှာတွေးဝေးနေတဲ့စိတ်ဟာစိတ်တွေလေးနေတယ်ဘာလို့မှမသိအောင်စိတ်တွေကလေးတယ်မောဟဖိစီးနေတဲ့အခါမှာဟိုဟာလောက်ရကောင်းလို့ဒါလောက်ရကောင်းလို့လောကီကိစ္စမဟုတ်ဘူးဟိုတရားမှန်လို့ဒီတရားမှန်လို့နဲ့စိတ်တွေဟာလေပြီးတော့စိတ်တွေလွင့်ပြန်နေတယ်ဒါကိုဥဒိစ္စလို့ခေါ်တယ်အဲ့ဒီဥဒိစ္စစိတ်လွင့်ပြန်နေတယ်ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတစ်ခုပဲအဲ့ဒီလွင့်ပြန်နေတဲ့စိတ်တစ်ခုနဲ့အမှန်သိဖို့ဆိုတော့မှမဖြစ်နိုင်ဘူးဒါကြောင့်ဒီစိတ်ရဲ့အညစ်အကြေးကိုဘာနဲ့ဆေးကြောမလဲဆိုရင်တမာတိတစ်ခုထူထောင်ပြီးတော့ဆေးကြောရမယ်ထွက်လေဝင်လေပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိရစိတ်တွေအလုံးကိုစုစည်းပြီးအာယုံတစ်ခုတည်းပေါ်မှာစိတ်ကိုထားနိုင်အောင်ကြိုးစားခြင်းဖြင့်ဥဒိစ္စဆိုတာကိုလည်းဖယ်ရှားလို့ရတယ်ပေါ့သူနည်းနဲ့သူပဲလေအဝတ်တွေညစ်ပတ်နေလို့ရှိရင်ဆပ်ပြားနဲ့ရေနဲ့ဆေးကြတယ်ချော်ဖွတ်လျှော်ကြတယ်အဲ့ဒီတိုင်းပဲစိတ်အညစ်အကြေးတွေကိုဆိုင်ရာစိတ်ထဲမှာဖြစ်ပေါ်တဲ့သဘာဝတရားနဲ့ပဲပြန်ပြီးဆေးကြောကြတာပေါ့ဟောနောက်တစ်ခုလောဘတဲ့မျက်စိကမြင်တဲ့အာယုံပဲဖြစ်စေနားကကြားတဲ့အာယုံပဲဖြစ်စေအဲ့ဒီအာယုန်ဒီပေါ်မှာလိုချင်တယ်ရလာရင်တွေ့တာထားတယ်တတ်မဲ့တယ်ဆိုတဲ့ဒီလောဘမရခင်ကလိုချင်တယ်ရတာတော့ဆုပ်ကင်ထားတယ်ဆိုတဲ့လောဘဒီလောဘဟာကြီးထွားလာပြီဆိုရင်ဒုက္ခပေးတယ်မကြီးရင်တော့ဒုက္ခမပေးဘူးလားဆိုပေးတယ်လိုချင်တာရရင်ရမရလို့ရှိရင်တောကဖြစ်တာရပြီးသားဟာတခုဆုပ်ကင်ထားတဲ့အရာတခုဆုံးရှုံးသွားရင်လေတောကပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လောဘဟာတောကကိုမွေးထုတ်တတ်တဲ့တရားဖြစ်သောကြောင့်စိတ်ရဲ့ပူလောင်မှုတစ်ခုပဲလိုချင်နေလို့ရှိရင်လည်းစိတ်ဟာပူလောင်တာပဲလောဘကိုအကြောင်းတဏှာရာဂတွေအကြောင်းပြုပြီးတော့စိတ်ပူလောင်ပြီးမအိပ်နိုင်မစားနိုင်ဖြစ်ကြတာဒီအများကြီးရှိတာပေါ့အဲ့ဒီပူလောင်မှုဆိုတဲ့လောဘကိုဘာနဲ့တိုက်ရိုက်ရှင်းတယ်လဲလို့ဆိုရင်အလောဘဆိုတဲ့လောဘကိုဖယ်ရှားနိုင်တဲ့သဘာဝတရားမိမိတဏ္ဍာမှာထူထောင်ပေးခြင်းဖြင့်ရှင်းလင်းလို့ရတယ်တဲ့နောက်တစ်ခါဒေါသအာယုန်တွေနဲ့ပတ်သက်ပြီးတော့မုန်းတီးလာတာရှိအဲ့ဒါလိုမုန်းတီးမှုတွေဖြစ်လာလို့ရှိရင်တရားတွေပေါ်မှာမုန်းတီးတာပတ်ဝန်းကျင်ပေါ်မှာမုန်းတီးတာဇာတိဝုရုပေါ်မှာမုန်းတီးတာဘယ်မှာပဲမုန်းတီးအလိုမကျဖြစ်နေတဲ့အရာတွေကိုဘာနဲ့ရှင်းရတော့ဆိုအာဒေါသဆိုတာနဲ့ပဲရှင်းရတယ်တဲ့ဟောသူ့အဖြေနဲ့သူလောဘကိုအလောဘနဲ့ရှင်းတယ်ဒေါသကိုအဒေါသဆိုတဲ့မေတ္တာနဲ့ရှင်းတယ်ပေါ့နောက်တစ်ခါမာနဆိုတာကိုယ့်ရဲ့အရည်ချင်းတစ်ခုကိုအာယုံပြုပြီးတော့ထိုအရည်ချင်းပေါ်မှာအထင်ရောက်တဲ့သဘောကိုမာနလို့ခေါ်တယ်အောက်တန်းကြတယ်ဆိုရင်လည်းအောက်တန်းကြတဲ့အရည်ချင်းတစ်ခုထက်တန်းကြတယ်ဆိုရင်လည်းထက်တန်းကြတဲ့အရည်ချင်းတစ်ခုအဲ့ဒီအရည်ချင်းကိုအာယုံပြုပြီးတော့ကိုယ်အထင်ရောက်တဲ့ဟာမျိုးရသောအဖြစ်မာနဆိုတာသူကလွန်ကဲတာမျိုးပဲကေတုကမြတာအုံနတိသူကအမြဲတမ်းအသာစီးကနေခြင်းနဲ့အမြင့်ဆုံးမှရောက်ခြင်းနဲ့ဆိုတဲ့ဒီမာနတရားဟာလည်းပဲတရားသူတရားမြတ်ရဖို့ရာအတွက်အနှောက်အယှက်ကြီးဖြစ်တယ်ပေါ့အဲ့ဒီမာနတရားကိုလည်းပဲအမောဟဆိုတဲ့ပညာတရားနဲ့ပြန်ပြီးချိုးနှိမ်ပြီးတော့တန့်စင်ပေးရတယ်တဲ့ဒီလိုဆိုလိုတာเนาะနောက်တစ်ခါဒိဋ္ဌိမှားယွင်းတဲ့အမြင်တစ်ခုမှားယွင်းတဲ့အမြင်တစ်ခုကိုယ်တဏ္ဍာမှာဖြစ်လာတယ်မှားယွင်းတဲ့အမြင်တစ်ခုဖြစ်လာပြီဆိုတဲ့အခါဘယ်လိုဖြစ်တတ်တုံးဆိုရင်မှားယွင်းတဲ့အမြင်တမလွန်ဘဝတို့သိပြီးတဲ့နောက်ဖြစ်တယ်ဆိုတာဟုတ်ချင်မှဟုတ်မှာဘယ်သူသိမှာသိရင်ပြီးတာပဲနောက်ဘဝဆိုတာမရှိဘူးဟောရှိရတဲ့နဲ့မရှိဘူးလို့ထင်ရင်ဒါမှားရွေးတဲ့အမြင်တစ်ခုကံရဲ့အကျိုးဆိုတာမရှိဘူးကံရဲ့အကျိုးဆိုတာမရှိဘူးလို့ရှိရတဲ့နဲ့မရှိဘူးလို့ထင်လို့ရှိရင်လေဒါမှားရွေးတဲ့အမြင်တစ်ခုပဲမမှတ်မကန်တွေးတောဆင်ခြင်ခြင်းဖြင့်တဏှာဝုကလွတ်တယ်ဆိုတဲ့အတွေးအတောတွေမှန်သမျှဟာလေ
မှားယွင်းတဲ့အမြင်တွေကြီးတယ်နောက်တစ်ခါဒီခန္ဓာကိုယ်ထဲမှာထာဝရမြဲတဲ့အသက်တို့လိပ်ပြာတို့ဝိညာဉ်ကောင်တို့ရှိတယ်ဒီဘဝကသိရင်နောက်ဘဝမှာဝင်စားတယ်လို့တဘာဝကိုကြော်လွန်ပြီးတော့တွေးတာတွေဟာလည်းမှားယွင်းတဲ့အမြင်တွေပဲအဲ့ဒီမှားယွင်းတဲ့အမြင်ကိုဘာနဲ့ဆေးကြောလို့ရလဲလို့ဆိုရင်မှန်ကန်တဲ့အမြင်လို့ဆိုတဲ့တမ္မာဒိဋ္ဌိနဲ့ပဲဆေးကြောလို့ရတယ်တဲ့မှန်ကန်တဲ့အမြင်ရအောင်တရားဓမ္မနာယူခြင်းမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ခြင်းဆိုတာတွေနဲ့တမ္မာဒိဋ္ဌိဆိုတာဖြစ်ပေါ်လာနိုင်တယ်ပေါ့ကောင်းကင်ဘုံကထာဝရဘုရားကကိုယ့်ကိုကယ်တာမဟုတ်ဘဲနဲ့ကယ်တယ်လို့ထင်နေရင်လည်းမှားယွင်းတဲ့အမြင်တစ်ခုပဲဘုရားကဖန်ဆင်းတာမဟုတ်ဘဲနဲ့ဖန်ဆင်းတယ်လို့ယူဆလို့ရှင်လည်းမှားယွင်းတဲ့အမြင်တစ်ခုပဲပေါ့တကယ်မှမဖန်ဆင်းတာကိုဖန်ဆင်းတယ်လို့ထင်နေလို့ရှင်မှားတာပဲပေါ့အဲ့ဒါလို့မှားတဲ့အမြင်တွေဟာလည်းပဲမကောင်းတဲ့ဘက်ကိုဥတည်ပြီးတော့သွားရတဲ့ဒါကိုမှန်ကန်တဲ့အမြင်တစ်ခုနဲ့ဆေးကြောတန့်စင်ပြည့်ရမယ်လို့ဒီလိုပြောတာနော်စိတ်ရဲ့အညစ်အကြေးတွေဆိုတာဆိုင်ရာစင်ကြယ်စေနိုင်တဲ့အရာတွေနဲ့ပဲဆေးကြောပေးရတယ်အိတ်တာတို့မစ္စရိယလူတွေရဲ့စိတ်ထဲမှာအိတ်တာဆိုတာကိုယ့်ရဲ့တာရင်မနာလိုဖြစ်တယ်မနာလိုမှုဟာကြီးထွားလာတဲ့အခါမှာဘလောက်ထိအောင်ဆိုးတော့ဆိုတစ်ဖက်သားကိုရံလို့တည်ထီအောင်ဖြစ်လာတတ်တယ်ပေါ့နော်တစ်ဖက်သားပျက်စီးကြောင်းတွေကြံစည်လာတတ်တယ်အဲ့ဒီအိတ်တာဆိုတဲ့အညစ်အကြေးကိုဘာနဲ့ဆေးကြောရမလဲလို့ဆိုမုဒိတာဆို appreciative joy လို့ခေါ်တယ်မုဒိတာတရားဝမ်းသာနိုင်တယ်အဲ့ဒါနဲ့ဆေးကြောရမယ်လို့ဒီလိုဆိုလို့မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာသူ့အဖြေနဲ့သူရှိတယ်နော်သူ့အဖြေနဲ့သူရှိတယ်မကောင်းတာတွေကိုကောင်းတာတွေနဲ့ရှောင်ကွင်းဆေးကြောလို့ရှင်တန့်စင်သွားတယ်နောက်တစ်ခါမစ္စရိယဆိုတဲ့စိတ်ရဲ့အညစ်အကြေးတစ်ခုကဘယ်လိုဟာတော့ဆိုကိုယ့်အတွက်သာစဉ်းစားတယ်ငါအခြေအနေမျိုးသူများစီမဖြစ်ပါစေနဲ့ငါချမ်းသာသလိုသူများတွေမချမ်းသာပါစေနဲ့ဒီလိုအတွေးလည်းပဲမစ္စရိယနောက်တစ်ခုကကိုယ်ပိုင်တဲ့ပစ္စည်းကိုသူများတွေကင်ကြည့်တာမကြိုက်တာကအစနော်ပစ္စည်းနဲ့ပတ်သက်ပြီးတော့နှမျောတွန့်တုံမှုတွေမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယဆိုတဲ့အညစ်အကြေးတွေမိမိတဏ္ဍာမှာဖြစ်လာပြီဆိုရင်ဘာနဲ့ဆေးကြောအောင်တတ္တာဆိုတာနဲ့ဆေးကြောအောင်ယုံကြည်မှုကံကံရဲ့အကျိုးကိုယုံကြည်တယ်ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့ရက်ရောတယ်ကောင်းတဲ့အတွေးတွေနဲ့တွေးတယ်မစ္စရိယတရားကိုဒီလိုကောင်းတဲ့ဘက်ကနေစဉ်းစားပြီးတော့ပြန်ပြီးဆေးကြောပေးရတယ်ဒီလိုဆိုလိုတာပေါ့နော်ကုက္ကုဆဆိုတာတခုခုလုံးမိပြီးတော့ကောင်းတဲ့အလုပ်ကိုမလုံးမိဘူးမကောင်းတဲ့အလုပ်ကိုလုံးမိပြီးတော့နောင်တပူပန်ပြီးတော့နေတဲ့ကုက္ကုဆစိတ်ထဲမှာပူးနေတဲ့အရာတခုဘာနဲ့ဆေးကြောရမလဲလို့ဆိုရင်မှန်ကန်တဲ့အတွေးတစ်ခုနဲ့ဆေးကြောစဉ်းစားကြည့်လိုက်လေဒီလိုပူးနေတာဟာအဖြေလားအဖြေမဟုတ်ဘူးလားပူးနေသည့်အတွက်ကြောင့်လုံးမိတဲ့ဟာကပြန်ပြင်လို့ရမလားမရဘူးမလုံးမိတဲ့ဟာရောပြန်ယူလို့ရမလားမရဘူးအဲ့တော့ပူးနေခြင်းဒီအလကားပဲအကျိုးမရှိဘူးဆိုတဲ့မှန်ကန်တဲ့အတွေးတစ်ခုနဲ့တွေးပြီးကုက္ကုဆဖြစ်နေမဲ့အစားလှုပ်တဲ့လှုပ်ထိုက်တာကိုပြုလုပ်ခြင်းဟာမှန်ကန်တဲ့အဖြေတစ်ခုပဲလို့ကုက္ကုဆကိုလည်းပဲမှန်ကန်တဲ့အတွေးယောနိတော်နတိကာရနဲ့တန့်စင်ဆေးကြောပြည့်ရမယ်လို့ဒီလိုဆိုတာနော်အဲ့တော့စိတ်ရဲ့အညစ်အကြေးတွေဟာအိဒါမစ္စရိယကုက္ကုဆထိနမိဋ္ဌနော်စိတ်ရဲ့အညစ်အကြေးတစ်ခုထိနမိဋ္ဌဆိုတာကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်စိတ်မပါဖြစ်လာစိတ်တွေတွန့်ဆုတ်လာအဲ့တော့စိတ်တွန့်ဆုတ်လာတယ်စိတ်မပါဘူးစိတ်ရွှင်လန်းမှုမရှိဘူးဆိုတဲ့ထိနမိဋ္ဌဆိုတဲ့ဒီအကုသိုလ်တရားဝင်လာလို့ရှိရင်ကုသိုလ်ဘက်ကနေတွန့်ဆုတ်သွားသူ့ကိုတော့ဘာနဲ့ဆေးကြောရအောင်ဆိုမှန်မှန်ကန်ကန်စဉ်းကျင်စဉ်းစားပြီးဝီရိယကိုတိုးမြင့်ပေးခြင်းအပြင်ကြိုးစားရတယ်ဝီရိယနဲ့ပဲဆေးကြောပြစ်လို့ရတယ်လို့ဒီလိုဆိုလိုတာနော်နောက်တစ်ခါတန်တရားပွားနေတဲ့ဝိသိကိစ္စဆိုတာ
တစုံတစ်ခုမဆုံးဖြတ်နိုင်လို့စဉ်းစားလိုက်ရင်စိတ်ထဲမှာပင်ပန်းသွားအေးလွန်ခဲ့တဲ့2500ကဖျားပွင့်ခဲ့တယ်ဆိုတာဟုတ်သလားဒီတရားတွေဖျားရောဟုတ်သလားဆိုတဲ့ဒီတန်တရားဝင်တဲ့အတွေးတွေနဲ့တွေးပြီးတော့မဖြစ်နေလို့ရှိရင်စိတ်ပင်ပန်းမှုတွေဖြစ်လာတယ်အဲ့ဒီစိတ်ပင်ပန်းမှုဆိုတဲ့ဝိသိကိစ္စကိုဘာနဲ့ဆေးကြောရလဲလို့ဆိုရင်တတ္တာတို့ပညာတို့နဲ့ဆေးကြောပေးရတယ်တဲ့အဲ့ဒါလို့ဆေးကြောပေးလိုက်မှစိတ်ရဲ့အညစ်အကြေးဟာကင်းဝေးသွားတယ်ဒီလိုဆိုတာပေါ့အဲ့ဒါလို့ဆေးကြောနိုင်လိုက်လို့စိတ်လေးဟာတန့်စင်သွားပြီဆိုရင်စိတ်တွေဝိတုဒ္ဓေသူကတိပါတိကင်္ခာစိတ်ဟာတန့်စင်လာပြီဆိုရင်သူတိပုံကိုကောင်းတဲ့ချမ်းသာဒုက္ခအခြေအနေကောင်းတာကိုမျှော်လင့်လို့ရတယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာအေးဒါကြောင့်မလို့စိတ်ဆိုတာအာယုန်နဲ့ကင်းပြီးတော့မဖြစ်နိုင်ဘူးမဖြစ်နိုင်တော့အာယုန်သူ့ဘာသူအာယုန်ပေါ်မှာစိတ်ကိုလွတ်ထားရမလားလို့ဆိုတော့အဲ့ဒါလို့လည်းလွတ်ထားလို့မရဘူးလွတ်ထားလို့မရတဲ့အခါခွဲခြားပြီးတော့ကြည့်ရလူတောင်မှပဲရှိတယ်မဟုတ်လားသားသမီးတွေမိဘတွေကဆုံးမကြတယ်လေဟေးမသွားတဲ့နေရာမသွားနဲ့မပေါင်းတဲ့လူနဲ့မပေါင်းနဲ့လို့ပြောကြတာပဲလေအဲ့ဒါလိုပဲကိုယ်စိတ်လေးကိုမသွားတဲ့အာယုံစီမသွားနဲ့ဟောကိုယ်စိတ်ကိုလည်းဆုံးမရမှာသွားတဲ့အာယုံစီကိုသွားတာအကျဉ်းချင်းသွားတာကိုကျက်စားတယ်လို့ခေါ်တာပေါ့နော်သူကျက်စားစိတ်မှာကျက်စားရမယ့်အာယုံရှိတယ်မကျက်စားရတဲ့အာယုံရှိတယ်မကျက်စားရမယ့်အာယုံပေါ်မှာကျက်စားမိပြီဆိုလို့ရှိရင်တော့ဘာဖြစ်လာလဲနောက်ကနေ problem တွေတက်လာတာပေါ့ပြဿနာတွေအမျိုးမျိုးရောက်တယ်ဆင်းရဲဒုက္ခတွေရောက်တယ်သံဃာဝကမလွတ်နိုင်ဘူးလို့ဒီလိုဆိုလိုတာဆင်းရဲဒုက္ခတွေစိတ်ပင်ပန်းမှုတွေညှဉ်းနှွမ်းမှုတွေနဲ့ခုနကစိတ်ဖြူစင်မှုနဲ့ကင်းဝေးပြီးစိတ်ညှဉ်းနှွမ်းမှုတွေနဲ့ပဲလုံးလဲဖြစ်ပြီးတော့စိတ်ဟာညစ်တဲ့ညစ်လာတတ်တယ်ပေါ့ဒါကြောင့်မို့လို့စိတ်ရဲ့ကျက်စားရအာယုံဆိုတာဟာမှန်ကန်တဲ့နည်းနဲ့ရွေးချယ်ဖို့လိုတယ်ဒါကိုမြတ်စွာဘုရားကဒီမက္ကတသုတ်တံလို့ဆိုတဲ့နေရာမှာခွဲခြားပြီးတော့ဟောထားတာလေးကိုဘုန်းကြီးတို့တွေမှတ်သားဖို့ပေါ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတို့ရဲ့စိတ်လေးဟာဘယ်နေရာမှာကျက်စားရမှာလဲဘယ်နေရာမှာမကျက်စားရမှာလဲမကျက်စားတဲ့နေရာသွားလို့ရှိရင်ဒီစိတ်လေးဟာပို့ပြီးတော့ညစ်တဲ့ညစ်လာမှာပဲကျက်စားရမယ့်နေရာကိုကျက်စားမယ်ဆိုရင်ဒီစိတ်လေးဟာပို့ပြီးတော့ဖြူစင်းလာမှာဖြစ်တယ်ပေါ့ဒါဟာပညာနဲ့ရွေးချယ်ပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလုပ်ရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့နော်စိတ်ကိုနေ့စဉ်နဲ့အမျှလွတ်ထားပြီးတော့ကျုံသလိုနေကျုံသလိုစားဆိုလို့ရှိရင်တော့တန်တရားထဲမှာဒီတိုင်းပဲသွားနေကြမှာပဲအဆိုးနဲ့အကောင်းဆိုလို့ရှိရင်အကောင်းကနည်းပြီးတော့အဆိုးကပဲများမယ်ချမ်းသာနဲ့ဆင်းရဲဆိုရင်ဆင်းရဲတွေကပဲများမယ်ဒီကြားထဲမှာမှားယွင်းတဲ့အပေါင်းအသင်းနော်မှားယွင်းတဲ့လုပ်ရတဲ့ကြောင့်မို့လို့ကံဆိုးမုံမောင်ကြပြီးတော့အပေဆင်းရဲရောက်သွားပြီအပေပုံကျသွားပြီဆိုရင်ပြန်တက်ဖို့အများကြီးခက်သွားပြီဒါကြောင့်မို့မြတ်စွာဘုရားကဒီလက်ကမ်းကြီးဥပမာပေးထားတာဆိုတာမဖြစ်နိုင်တာကိုပြောတဲ့စကားမျိုးကိုပြောတာလက်ကမ်းကြီးကတပေါက်ထီးသောတဘိုးမှာရှိတဲ့တပေါက်ထဲပါတဲ့တဘိုးအဲ့ဒီထမ်းဘိုးကြီးတစ်တုံးကြီးဆိုပါတော့အဲ့ဒီမှာအပေါက်ကတပေါက်ထဲပါတယ်ပင်လယ်ထဲမှာလှိုင်းပုတ်ရမျောကျင်ဟာမျောနေတယ်မျက်စိနှစ်ကွင်းအလင်းမရတဲ့လက်ကြီးကလည်းပင်လယ်ကျမ်းမြင့်အောင်မှာကျက်စားပြီးအနှစ်တရာကြာမှတစ်ခါပေါ်တယ်ထမ်းဘိုးတုံးကြီးကလည်းမျောကျင်ဟာမျောလက်ကြီးကလည်းသွားကျင်ဟာသွားအနှစ်တရာကြာလို့ပင်လယ်မျက်နှာပြင်ပေါ်ခေါင်းပြူလိုက်တဲ့အခါမှာအဲ့ဒီထမ်းဘိုးတောင်းရဲ့အပေါက်နဲ့လက်ကြီးရဲ့ခေါင်းနဲ့အံကြားစွတ်မိဖို့ဆိုတာဖြစ်နိုင်ပါမလားလို့ဆိုရှင်ဘုရားဘယ်လိုမှမဖြစ်နိုင်ပါဘူးလို့ယဟန်တွေကဖြေအေးအဲ့ဒါကဖြစ်ချင်ဖြစ်အောင်မယ်တဲ့မြတ်စွာဘုရားအဲ့ဒါကဖြစ်နိုင်သေးတယ်လူသားတရားဟာတိရစ္ဆာန်ဘဝအပေပုံရောက်သွားပြီးတဲ့နောက်ပြန်ပြီးတော့လူပြည်ရဖို့ဆိုတာပိုခက်တယ်ဒီလိုဟောတာနော်လိတ်ခမ်းဥပမာဘာဖြစ်လို့ခက်တယ်လို့ပြောတာတော့ဆိုကိုယ်နဲ့အနိကဆုံးခွေးတွေကြောင်တွေကြည့်ကြည့်ပေါ့
ဘယ်ချိန်များသူတို့မှာစိတ်ကောင်းနှလုံးကောင်းနဲ့ကုသိုလ်ရမယ်အချိန်ရှိလို့တော့နော်စားဖို့ပဲစဉ်းစားတယ်နော်အိတ်စားကာမလို့ဆိုတယ်အိတ်မယ်စားမယ်ကာမဂုဏ်ကိစ္စစဉ်းစားမယ်ဒါပဲရှိတယ်လေကုသိုလ်ဆိုတာဘယ်လိုလုပ်ရှိမရှိသည့်အတွက်ကြောင့်အဲ့ဒီဘဝမှာကုသိုလ်ရဖို့ဆိုတာမတမခဲလွန်ခဲ့တဲ့အတိတ်ဘဝတစ်ခုကရတဲ့ကုသိုလ်ကကဲရင်ကဲမှမကဲရင်ဒီခွေးဒီတရဝါဟာပြန်ဖြစ်ဖို့အမတမခဲရင်ပေါ့တရိစ္ဆာန်တွေအကြောင်းရိုက်ပြထားတဲ့ derivation တွေချိလိုက်ပေါ့ Safari တို့ Discovery တို့ချိလိုက်ဘလောက်တန်ဝေကရစရာကောင်းတယ်လဲဆိုတာကြည့်ပေါ့တကောင်းတကောင်စားတော့ပြီးတော့တကောင်းတကောင်အနိုင်ကျင့်ပြီးတော့ကြိုက်စားနေကြတာเนาะအဲ့ဒါလို့ထဲကနေပြီးဘယ်လိုလုပ်ပြီးတော့ကုသိုလ်ကောင်းမှုဆိုတာဖြစ်နိုင်မှာတော့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီလိုခေါ်တာအေးကောင်းပြီစိတ်ဆိုတာဒီတိုင်းလွတ်ပြီးတော့မထားတဲ့မူပေါ့စိတ်ကိုလူတောင်မှပဲဒီမသွားတဲ့နေရာမသွားနဲ့မစားတဲ့နေရာမစားတဲ့အစာမစားနဲ့မပေါင်းတဲ့လူနဲ့မပေါင်းတဲ့လူပြောရသေးတာပဲအဲ့တော့စိတ်ကိုလည်းပဲအဲ့ဒီလိုစီကံချက်ထားဖို့မြတ်စွာဘုရားကဒီသုတ်တံမှာဟောကြားထားတာပေါ့အဲ့တော့မြတ်စွာဘုရားကဘာမိတ်ရှိလဲလို့ဆိုလို့ရှိရင်จิตသားယဟန်တို့နော်မိမိတို့ရဲ့ကျက်စားတဲ့အာယုံမှသာကျက်စားကြတဲ့မကျက်စားတဲ့အာယုံမှမကျက်စားကြနဲ့မကျက်စားတဲ့အာယုံကိုကျက်စားလို့ရှိရင်မာရလို့ဆိုတဲ့ကိုယ့်ကိုဒုက္ခပေးမဲ့ကိလေသာတွေဟာအခွင့်အရေးတွေရပြီးတော့တန်တရားထဲမှာနှိမ်မွန်းသွားလိမ့်မယ်အဲ့တော့ဘုရားဘာသာမှာဘုရားသခင်ကကယ်မတယ်ဆိုတဲ့ဤစနစ်မရှိဘူးရှိလည်းမရှိဘူးဖြစ်လည်းမဖြစ်နိုင်ဘူးမဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့လည်းဘယ်တော့မှမပြောဘူးเนาะအဲ့တော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတော့ကိုယ့်ဘက်ကိုစဉ်းစားကြည့်ပေါ့ပတ်စံချမ်းသာတဲ့မိဘတယောက်ကတောင်မှကိုယ်သားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်လို့လားလုပ်ပေးနိုင်ဘူးလေသူစ조사မှဖြစ်တာလုပ်ပေးလို့ရတာဘာလဲကျောင်းကောင်းကောင်းထားမယ်ဆရာကောင်းစီအပ်ပေးမယ်ဒါပဲတတ်နိုင်တယ်လေအကယ်၍သားသမီးလုပ်တဲ့ပုဂ္ဂိုလ်ကမကြိုးစားဘူးဆိုဘယ်လိုလုပ်ပညာတတ်ဖြစ်မဖြစ်ဘူးတဲ့အဲ့တော့မတယ်ဆိုတာမဖြစ်နိုင်မဖြစ်နိုင်အဲ့တော့ကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားဆိုတဲ့အထင်ပဲအဓိကမြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ဟာ mind center teaching လို့ခေါ်စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာနော်ကိုယ်စိတ်ကိုဗဟိုပြုတာတခြားဘာသာတွေကအဲ့ဒါမဟုတ်ဘူး God center religion God ဆိုတဲ့တကုရှင်ဗဟိုထားပြီးတော့ဆုံးမတာအားလုံးဟာပြောရမယ်ဆိုလို့ရှိရင်ဘုရားဘာသာကလွဲရင်နတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲအကုန်လုံးနော်နတ်ကိုးကွယ်တဲ့ဘာသာတောင်မြုံနတ်ကိုးကွယ်မှာနတ်ကိုးကွယ်တာမဟုတ်ဘူးကောင်းကင်ကနတ်ကိုးကွယ်တာလည်းနတ်ပဲလေဘယ်တော့မှမမြင်ရဘူးလေတောင်မြုံနတ်တော့မြင်ရရဲ့လားမြင်ရပါဘူးနော်ရုပ်ပုံလှုပ်ထားတော့ရှိမှာပေါ့ဟိုကပုံတရာကိုးကွယ်တာလေအဲ့တော့မရှိတဲ့အရာတစ်ခုကိုမျှော်မှန်းပြီးအံ့ဩစရာလည်းကောင်းတော့ကောင်းတယ်ယုံကြည်ကြတာကြည့်ပေါ့နော်ကိုဖြစ်နိုင်တာကိုကြော်ပြီးတော့မဖြစ်နိုင်ဖြစ်နေတာတွေကိုကြော်ပြီးတော့ဘယ်လိုမှမြင်လဲမသိခွင့်မရှိတဲ့အရာကိုယုံကြည်လက်ခံနေတဲ့လူဦးရေကဘာမှာအများကြီးပဲအဲ့ဒါမှအံ့ဩစရာကောင်းတယ်ပေါ့လွယ်လွယ်လို့မအောင်မိတ်လေနဲ့နော်ဖျားပွဲမှာဒါတွေမှန်တယ်မမှန်ဘူးဆိုတော့သိရှိခွင့်ရဒါကြောင့်မို့မြတ်စွာဘုရားလူတွေရဲ့ကိုယ်ဘဝကိုပုံဖော်ရမှာမိမိကိုယ်တိုင်ပဲကိုယ်ဘဝကိုပုံဖော်တာကောင်းအောင်လဲကိုလှုပ်တာပဲမကောင်းအောင်လဲကိုလှုပ်တာကိုယ်ပေါ်မှာအရာရာမူတည်တယ်ကိုယ်ဆိုဒီမှာကိုယ့်ရဲ့စိတ်ကိုပြောတာဒါကြောင့်မို့ mind center teaching ဖះရဲ့အဆုံးအမလူတိုင်းအသီးသီးရဲ့ကိုယ်စိတ်ပေါ်မှာမူတည်ပြီးတော့ဆုံးမဩဝါဒပေးတာဒါကြောင့်မို့စိတ်လေးကိုဖြူချောင်ထားဖို့ဆိုပြောတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကကိုကျက်စားရမယ်အာယုံရွေးချယ်တာမကျက်စားရမယ်အာယုံကိုတွားပြီးတော့မကျက်စားနဲ့ကျက်စားရင်ဘာဖြစ်မလဲဒုက္ခတွေနောက်ကလိုက်လာလိမ့်မယ်ဘာတွေလဲလို့ဆို
မကျက်စားရမယ်အာယုံကဘာတွေလဲဒါကလူတွေမှာအဆင့်ဆင့်မှတ်သားဖို့တော့လိုအပ်တယ်ပေါ့ level တို့ degree တို့ဆိုတာရှိတယ်လေကိုကဘယ် level နဲ့သွားတာလဲဒီဘဝမှာချမ်းချမ်းသာသာနေပြီးတော့စီးပွားရေးအောင်မြင်ချင်တာလားနော်ဒါကတစ်ခုဒီဘဝမှာလည်းစီးပွားရေးအောင်မြင်ခြင်းနဲ့ပျော်ပျော်ပါးပါးနေခြင်းနဲ့နောက်ဘဝမှာလည်းကောင်းရာသူဂတိဘုံရောက်ချင်တယ်ဆိုတဲ့ level လားသို့မဟုတ်တန်တရားဝဆင်းရဲကလွတ်ချင်တဲ့အဆင့်လားလို့ဒီလိုတော့သုံးမျိုးခွဲခြားပြီးတော့ကြည့်ရမှာပေါ့နော်ဒီဘဝမှာချမ်းသာခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ကတော့ဒါကြိုးစားဒီဘဝချမ်းသာပြီးနောက်ဘဝလည်းကောင်းစားခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ကြကိုချင်းတရားပါတွက်ဖက်လောက်ရလိမ့်နော်တခါဒီဘဝကောင်းစားတာတို့နောက်ဘဝကောင်းစားတာတို့ဒါနဲ့မပြီးဘူးအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ဆိုတဲ့အမြင့်ဆုံး level အတွက်လားလို့ဆိုရင်အမြင့်ဆုံး level ရောက်ပြီဆိုလို့ရှိရင်အခုမြတ်စွာဘုရားလမ်းညွှန်တဲ့တရားကိုလိုက်နာဖို့လိုအပ်တယ်ပေါ့နော်အမြင့်ဆုံး level ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာဒီဘဝလည်းချမ်းသာမှာပဲနောက်ဘဝမှာလည်းချမ်းသာမှာပဲနောက်ဆုံးတဏှာဝကလွတ်ပြီးနိဗ္ဗာန်ချမ်းသာကိုရနိုင်တယ်လို့ဒီလိုဆိုတာနော်အဲ့တော့မြတ်စွာဘုရားကဆုံးမကျက်စားတဲ့နဲ့အာယုံပေါ်မှာကျက်စားကြမကျက်စားတဲ့နဲ့အာယုံမကျက်စားနဲ့ကျက်စားမယ်ဆိုရင်ကိလေသာဆိုတဲ့မာရအခွင့်အရေးရပြီးတော့နှိမ့်ဆက်လိမ့်မယ်တဲ့ဒုက္ခပေးလိမ့်မယ်လို့ဆိုပြီးတော့ဟောတယ်ဒါဖြင့်မကျက်စားတဲ့နဲ့အာယုံဆိုတာဘာတွေခေါ်တာတော့ဆိုမျက်စိကမြင်ပြီးတော့နှစ်သက်စရာကောင်းတဲ့အာယုန်တွေနားကကြားပြီးတော့နှစ်သက်စရာကောင်းတဲ့အာယုန်တွေနှာခေါင်းကနမ်းရှူရပြီးနှစ်သက်စရာကောင်းတဲ့အာယုန်တွေလျှာနဲ့လျက်ပြီးကောင်းတဲ့နှစ်သက်စရာအာယုန်တွေခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့နှစ်သက်စရာအာယုန်တွေတဲ့ဒါကိုကာမဂုဏ်လို့ခေါ်တယ်နော်ကာမဆိုတာလိုချင်စရာကောင်းတာမျက်စိနားနာလျှာကိုယ်တို့နဲ့ဆက်သွယ်မိပြီးတော့လိုချင်စရာကောင်းတဲ့အာယုန်တွေအစင်အတန်အနတ်အရသာအထိတွေ့လိုချင်စရာနှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့အာယုန်တွေကိုကာမအဲ့ဒီကာမတွေဟာလူရဲ့စိတ်ကိုနှောင်ဖွဲ့ထားတတ်သောကြောင့်ဂုဏတဲ့နော်ကာမဂုဏ်ဆိုတာစိတ်ကိုနှောင်ဖွဲ့ထားအတော်နဲ့ယုံထွက်လို့မရဘူးလေလိုချင်စရာအာယုန်တစ်ခုကနေယုံထွက်ဖို့ရလွယ်လွယ်နဲ့ပဲရမလဲဒါကြောင့်မို့သူကနှောင်ဖွဲ့ထားလို့ခုနဂုံလို့ပြောတာဟိုသီလဂုံသမာဓိဂုံနဲ့မဆိုင်ဘူးနော်အဲ့ဒီဂုံမျိုးပြောတာမဟုတ်ဘူးဒီခုနကနှောင်ဖွဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့လိုချင်စရာကောင်းပြီးတော့စိတ်ကိုနှောင်ဖွဲ့ထားတတ်တဲ့အာယုန်တွေဟာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှတွေ့နေကြမျက်စိကမြင်ရပြီးနှစ်သက်စရာကောင်းတယ်နားကကြားရပြီးနှစ်သက်စရာကောင်းတယ်နှာခေါင်းကနမ်းရှူရပြီးနှစ်သက်စရာကောင်းတယ်လျှာနဲ့လျက်ရပြီးနှစ်သက်စရာကောင်းတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရပြီးနှစ်သက်စရာကောင်းတယ်အဲ့ဒီအာယုန်တွေပေါ်မှာဘာဖြစ်တတ်လဲဆိုဒီအာယုန်တွေနဲ့ချက်စားမယ်ဆိုရင်စိတ်မှာဘာတွေဖြစ်တုံးဆိုနှစ်သက်တွေ့တာမှုဆိုတဲ့လောဘတွေကြီးထွားလာအဲ့ဒီနှစ်သက်တွေ့တာမှုလောဘဟာလောဘတွေယထာမဟုတ်ဘူးရလာလို့ရှိရင်ပိုးလိုချင်လာတယ်မရတော့ဘူးဆိုရင်ဒေါသတွေဖြစ်လာတယ်ဟောလောဘတွေဖြစ်မယ်ဒေါသတွေဖြစ်မယ်အကုသိုလ်တွေတတိကြီးနောက်ကလိုက်လာမှာဒီလောဘဝင်လာတာနဲ့တပြိုင်နက်ဒေါသကလည်းနောက်ကချောင်းနေတာနော်ဘာလို့ဆိုတော့အလိုကြရင်လောဘအလိုမကြရင်ဒေါသအမြဲတမ်းမှလူတွေဟာတယောက်နဲ့တယောက်ချစ်ပါတယ်ဆိုတဲ့လူပထမဆုံးကချစ်လို့လောဘနောက်ကျတော့တူနဲ့တူမတည့်ကြတော့ဘူးဒေါသနော်ဆုံးရှုံးသွားရင်လည်းဒေါသအလိုမကြရင်လည်းဒေါသဒါတွေကလောဘရှိနေဒေါသနောက်ကလာတာပဲရှောင်လွဲလို့မရဘူးပေါ့အဲ့ဒါကြောင့်မို့လို့ဒီအာယုန်တွေဟာကျက်စားရမယ့်အာယုန်မဟုတ်ဘူးတဲ့စိတ်ကိုလွတ်ထားကြည့်အမြင်အာယုန်တွေပေါ်မှာစိတ်ပျော်သလိုနေမယ်ကြားတဲ့အာယုန်တွေပေါ်မှာစိတ်ပျော်သလိုနေမယ်အနတ်အာယုန်အရသာအာယုန်တွေပေါ်မှာစိတ်ပျော်သလိုနေမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာကျမ်းမာရေးတောင်ထိခိုက်လာလိမ့်ဦးမယ်လေလူတွေကြည့်ပါလားရှားကိုအရသာခံတဲ့အခါကျတော့လျှာကိုအလိုလိုက်ပြီးတော့ရသအာယုံလိုက်တဲ့အခါမတည့်တာတွေစားဒုက္ခတွေရောက်ဟောမတည့်တာတွေစားပြီးဒုက္ခရောက်
မဲဒုက္ခရောက်တော့တတ္တိကောင်းလိုက်တာဝါဝါစားပြီးသိမယ်လို့ပြောသေးတာနော်အဲ့လိုရှောင်ရမယ့်အစားမရှောင်တော့ပဲနဲ့ဝါဝါစားပြီးသိမယ်လို့ပြောလိုက်သေးတာနော်တကယ်သိရမယ့်အခါကျမျက်လုံးပြူးနေဒီလိုဖြစ်တာကိုဒါကြောင့်မို့လို့အဲ့တော့မြတ်စွာဘုရားကဒါတွေဟာရှောင်ရမှာမရှောင်ရင်ပြဿနာတွေတက်လိမ့်မယ်ကြည့်လေဒီကာမဂုဏ်အာယုန်တွေထဲမှာအမြဲတမ်းမျောနေတဲ့ပုဂ္ဂိုလ်တယောက်အတိညာဆိုတာမတိုးလာတော့ဘူးနော်အတိညာဆိုတာမတိုးလာတော့ဒီကာမဂုဏ်အာယုန်တွေထဲမှာပြောသလိုနေပြောသလိုနေပြောသလိုသွားပြောသလိုစားနေတဲ့ပုဂ္ဂိုလ်တူတယောက်ဘာအတိညာမှမရတော့ဘဲနဲ့နောက်ဆုံးမှာဒုက္ခရောက်သွားတာကြီးပဲစိတ်ကိုလွတ်ထားပြီဆိုရင်အဲ့ဒီဘက်မှာနစ်မျောသွားမှာပဲတဲ့လူဟာအဲ့ဒါကြောင့်မို့လို့မကျက်စားရမယ့်အာယုဆိုတာကာမဂုဏ်အာယု၅ပါးကိုပြောတာမကျက်စားနဲ့အဲ့ဒါကိုမြတ်စွာဘုရားဥပမာလေးနဲ့ဟောထားတာရှိတယ်ဟိမဝတ္တတောင်မှာတဲ့ဟိမဝတ္တတောင်ဆိုတော့အခုနီပေါနိုင်ငံတို့ဘာလို့ပဲနော်ဟိမဝတ္တတောင်မှာဒေသ၃ခုရှိတယ်အမှန်တန်သွားရေးလာရေးခက်ပြီးတော့တောင်ကျိုတောင်ကြားနဲ့သွားရေးလာရေးခက်တဲ့နေရာမြောက်တွေလည်းမနေဘူးတဲ့လူတွေလည်းမသွားဘူးဆိုတဲ့နေရာရှိတယ်ဟောတချို့နေရာကျတော့မြောက်တွေတော့သွားတယ်လူတွေတော့မနေဘူးဟောတချို့နေရာကျတော့မြေပြင်လေးမြေပြန်လေးနဲ့တစ်တော်မြိုင်တော်ထဲမှာမြောက်တွေလည်းနေကြတယ်လူတွေလည်းသွားကြတယ်အဲ့ဒီနေရာ၃မျိုးမှာလူလည်းသွားတယ်မြောက်တွေလည်းနေတယ်ဆိုတဲ့နေရာမှာတဲ့မြောက်တွေဖမ်းတဲ့မုတ်ဆိုးတွေကအဲ့ဒီမှာသွားပြီးတော့ကျက်စားတယ်ဘာတွေလောက်တုံဆိုရင်မြောက်ဖမ်းတာသူတို့ကပြစ်ပြီးတော့မဖမ်းဘူးမြောက်တွေကိုမြောက်နှဲစေးလို့ခေါ်တဲ့ကော်တစ်မျိုးနဲ့မြောက်တွေသွားတဲ့တစ်ကိုင်းတွေမှာတုတ်ထားမြောက်တွေသွားတဲ့လမ်းမှာတစ်ကိုင်းတွေကိုကော်စေးတွေတုတ်ထားတယ်ပေါ့အဲ့ဒါကို monkey line လို့ခေါ်တာပေါ့နော်ဘတ် line လို့ငှက်ကလေးတွေဖမ်းတာလဲအဲ့ဒါနဲ့ဖမ်းလေးရှိတယ်ပြော super glue လို့ဟာတုတ်ထားလိုက်အဲ့တော့ဒီအစေးတစ်မျိုးတုတ်ထားလိုက်တဲ့အခါကျတော့မြောက်ဆိုတဲ့ကောင်လည်းအလွန်သိကျင်တဲ့အကောင်နော်အခင်းပါတဲ့မြောက်တွေကတော့အဲ့ဒီဟာမြင်တာနဲ့အဝေးရရှောင်တယ်မသွားဘူးအဲ့နာမရောက်မသွားကြဘူးအဲ့ဒီထဲမှာဒီလော်လေတဲ့လော်လီတဲ့လော်မာတဲ့မြောက်တွေဆိုတာရှိတယ်အရာရာမှာသူကစူးစမ်းခြင်းတယ်အဲ့ဒီကောင်တွေကြတော့ဘာလုပ်တော့ဆိုအဲ့ဒီအစေးကိုဘာလေးဆိုပြီးတော့လက်နဲ့လာကင်လိုက်ရောအဲ့ဒီလက်ကခွာလို့မရအောင်ကတ်သွားတယ်စူပါကလူကတ်သွားတဲ့အခါကျတော့နောက်လက်တစ်ဖက်နဲ့တွန်းပြီးတော့ခွာတော့အဲ့ဒီလက်ကတ်သွားတယ်အဲ့ဒါနဲ့မရဘူးဆိုပြီးတော့ခြေထောက်နဲ့ကန်ခြေထောက်လည်းကတ်သွားပြန်နောက်ခြေထောက်တစ်ဖက်နဲ့တစ်ခါထပ်ပြီးတော့ကန်မြန်ကန်တဲ့အခါခြေထောက်လေးနှစ်ချောင်းလက်နှစ်ချောင်းအကုန်လုံးတစ်ကိုင်းမှာကော်သေးတွေနဲ့ကန်နောက်ဆုံးကြတော့ဘာရှိတော့ဆိုမြောက်နှုတ်သီးပဲကျန်တော့အဲ့နှုတ်သီးနဲ့ထိုးတော့နှုတ်သီးလည်းကတ်သွားတယ်ကဲစဉ်းစားကြည့်မြောက်ရဲ့ပုံစံဟာကြည့်အဲ့ဒီကော်သေးတွေတုတ်ထားတဲ့တစ်ကိုင်းမှာမြောက်ကြီးဟာနှုတ်သီးကလည်းကတ်နေတယ်လက်နှစ်ဖက်ကလည်းကတ်နေတယ်ခြေတော်နှစ်ချောင်းကလည်းကတ်နေတယ်ဘယ်ပြေးဘယ်မှပြေးလို့မရတော့အဲ့ဒီအချိန်မှာထောင်ထားတဲ့မုတ်ဆိုးကအသာလာဖမ်းပြီးတော့ဒီမြောက်ကိုတတ်ပြီးတော့မြောက်သားกินစားသွားတယ်တဲ့ဒါဘုရားဥပမာအနေနဲ့ဟောတာနော်ကဲဒါမြောက်ကြီးဒီလိုဖြစ်ရတယ်ဆိုတာဟိုဒါလူတွေကကြည့်ရတို့တွေရောမျက်စိကမြင်ရတဲ့အစင်းဆိုတဲ့ကော်စေးမှာကပ်နေဘူးလားနားကကြားရတဲ့အတန်ဆိုတဲ့ကော်စေးနော်နှာခေါင်းကနမ်းရတဲ့အမွှေးကြိုင်ဆိုတဲ့ကော်စေးလျှာနဲ့လျက်ရတဲ့အရသာဆိုတဲ့ကော်စေးတွေခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ဆိုကော်စေးတွေမှာကတ်နေတာဘယ်မှယုံထွက်လို့မရဘူးလေယုံထွက်ပြီးပြန်ရောက်လာတာပဲဒီနာတော့ဆွဲကြီးချက်ညှို့ထားတယ်လို့ပဲပြန်ရောက်လာတာအဝေးသွားလို့မရဘူးကတ်နော်မြောက်ကြီးဟာကော်စေးတွေနဲ့ကတ်ပြီးတော့အဖမ်းခံလိုက်ရတယ်လို့ပဲတဲ့ကာမဂုဏ်အာယုန်နေနဲ့စိတ်ဟာမခွဲနိုင်မခွာနိုင်ဖြစ်ပြီးတော့နောက်ဆုံးကြတော့ဘဝတစ်ခုဆုံးသက်သွားကြပြန်တာပဲပေါ့ဒီပုံစံဖြစ်နေတယ်ဆိုတာကိုတတိထားဖို့ပေါ့နော်မြတ်စွာဘုရားက
ဒါကြောင့်မလို့ကာမဂုဏ်အာယုန်တွေဆိုတဲ့ကော်နဲစေးတွေမြောက်နဲစေးတွေကိုရှောင်ရှားရမယ်သူတို့နားမသွားနဲ့အန္တရာယ်ရှိတယ်အဲ့ဒီသွားရင်ကတ်သွားလို့ရှိရင်ခွာလို့မရဘူးရူပယုံဆိုတဲ့အစင်းပေါ်မှာတဏှာစိနဲ့ကတ်သွားမယ်နော်တတ္တယုံဆိုတဲ့အတန်ပေါ်မှာခန္ဓာယုံဆိုတဲ့အနတ်ပေါ်မှာရတ္တယုံဆိုတဲ့အယတဖုဒ္ဓဘာယုံဆိုတဲ့အထိအတွေ့ပေါ်မှာတဏှာဆိုတဲ့ကော်စည်းတွေနဲ့ကတ်သွားရင်ခွဲလို့မရခွာလို့မရဖြစ်ပြီးနောက်ဆုံးကဘဝတစ်ခုဆုံးသတ်သွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီအာယုန်တွေကိုသွားပြီးတော့မကျက်စားလိမ့်နဲ့ကျက်စားလို့ရှိရင်မြောက်ရဲ့အခြေအနေမျိုးဖြစ်သွားမယ်လို့ဒီလိုပြောတာနော်အဲ့ဒါဖြင့်ကျက်စားရမယ့်အာယုန်ကဘယ်လိုဟာတော့ဆိုတော့မြတ်စွာဘုရားတတိပဋ္ဌာန်တရား၄ပါးကိုဟောတာပဲဒါကအန္တရာယ်ကင်းဖို့အတွက်ဒီလိုကော်စေးတွေရှောင်ဖို့အတွက်ဘာလို့ရမလဲကာယ ानु ပတနာတတိပဋ္ဌာန်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ထွက်လေဝင်လေပဲဖြစ်စေကိုယ့်ရဲ့လှုပ်ရှားမှုတွေပဲဖြစ်စေနော်ခန္ဓာကိုယ်နဲ့ပတ်သက်လာတဲ့ခန္ဓာကိုယ်ရဲ့မတင့်မတဲယွန်းစပွဲတွေပဲဖြစ်စေသွားလာလှုပ်ရှားတဲ့ဣရိယာပုနဲ့ပတ်သက်ပြီးတော့ဖြစ်စေအလွယ်ဆုံးအထင်ရှားဆုံးထွက်လေဝင်လေပဲဖြစ်စေဒီပေါ်မှာစိတ်ကလေးကိုအာယုန်လေးရနေအောင်ကျက်စားရမှာတော့အဲ့ဒီအာယုန်ပေါ်မှာကျက်စားပါတဲ့ကာယ ानु ပတနာဆိုတဲ့အာယုန်အဲ့ဒီပေါ်မှာကျက်စားလို့ရှိရင်ခုနလိုမြောင်နှဲစေးလိုကော်စေးတွေတုတ်ထားတာမရှိဘူးတဲ့နော်ထွက်လေဝင်လေလေးကိုတွေ့တာပြီးတော့နေတဲ့လူလူပဲရှိပါမရှိဘူးလေတဘာဝတရားကိုသိအောင်စိတ်လေးတည်ငြိမ်အောင်ကာယ ानु ပတနာတတိပဋ္ဌာန်ကမ္မထံကိုပွားပါကာယ ानु ပတနာကိုယ်ခန္ဓာမှာရှိနေတဲ့အရာတစ်ခုပေါ်မှာစိတ်ကလေးကိုငြိမ်အောင်ကာယနဲ့ပတ်သက်ပြီးတော့ contemplation of body လို့ခေါ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးမှန်မှန်ကန်ကန်ဆင်ញင်သုံးသပ်စဉ်းစားတတ်တာကာယ ानु ပတနာလို့ခေါ်တယ်အဲ့ဒီကာယ ानु ပတနာဆင်ញင်သုံးသပ်တဲ့အခါမှာတာမန်နဲ့တော့မဟုတ်ဘူးတဲ့အတ္တပီပြင်းထန်ကြိုးစားဖို့လိုတယ်တဲ့တတိမှာတတိကောင်းဖို့လိုတယ်တမ္ပဇာနာဆင်ញင်တုံတရားဖို့ရှိဖို့လိုတယ်အဲ့တော့ဝီရိယအတ္တပီဆိုတာဝီရိယရှိရမယ်လို့ပြောတာတမ္ပဇာနောဆိုတာပညာရှင်ရှိရမယ်လို့ပြောတယ်တတိမှာဆိုတာဒီအာယုံလေးပေါ်မှာအမြဲစိတ်ဟာမှတ်ရနေဖို့လိုတယ်ဒါကမ္မထာအထုတ်တယ်ဆိုတာဒါကိုပြောတာနော်မှန်ကန်တဲ့အာယုံလေးတစ်ခုနဲ့နေတာအဲ့ဒါလို့ကာယ ानु ပတနာဆိုတဲ့အာနာပါနရှုမှတ်ပြီးတော့နေမလားအဲ့ဒါလို့နေလို့ရှိရင်ဘလို့အကျိုးတွေရခုနကနော်မြောင်နှဲစေးကိုမရှောင်မဲနဲ့ဒီကော်စေးတဲ့မြောက်ဟာဒုက္ခရောက်သွားသလိုအာယုန်တွေကိုမရှောင်မဲနဲ့နေမယ်ဆိုရင်ဒုက္ခရောက်မယ်ဒါကြောင့်ကာမဂုဏ်အာယုန်တွေရှောင်တဲ့အခါဘာနဲ့ရှောင်ရမလဲကာယ ानु ပတနာတတိပဋ္ဌာန်နဲ့ရှောင်ရမယ်ဟောကာမဂုဏ်အာယုန်တွေကိုရှောင်လိုက်တဲ့ဤတစ်ခုပေးတာအဲ့ဒါလို့ကာယ ानु ပတနာတတိပဋ္ဌာန်ပွားတဲ့အခါမှာရှိရမယ့်ဟာကဝိရိယရဲ့ပညာရဲ့တတိအတ္တပိတမ္ပဇာနောတတိမှာရှိရမယ့်အရာ၃ခုဝိရိယရှိရမယ်ကြိုးစားမရရအောင်ကြိုးစားတမ္ပဇာနာဆင်ញင်စဉ်းစားရမယ်တတိမှာတတိရှိရမယ်ဒီ၃ခုအဲ့ဒါလို့ကြိုးစားတဲ့အခါမှာဘာတွေကိုဖယ်ရှားသွားလဲလို့ဆိုရင်ဝိနည်းယလောကေအဘိဇ္ဇာဒေါမနတကိုရှုမှတ်နေတဲ့အာယုံပေါ်မှာအဘိဇ္ဇာဆိုတဲ့လိုချင်တဲ့ဒေါမမဖြစ်လာဒေါမနတလို့ဆိုတဲ့မကျေနပ်တဲ့ဒေါသဝမ်းနည်းမှုဒေါမနတဆိုမဖြစ်လာဘူးတဲ့ဟောဆိုလိုတာကာမိသန္တနိဝရဏနဲ့ဗျာပါဒနိဝရဏဒီနိဝရဏတရားတွေကိုဖယ်လိုက်တယ်လို့ဆိုလိုတာပဲတမာတိစွမ်းအားနဲ့ထွက်လေဝင်လေကိုရှုမှတ်နေတဲ့အခါမှာကြိုးစားရှုတာဝီရိယထွက်လေဝင်လေပေါ်မှာဆင်ញင်သုံးသပ်နေတာတမ္ပဇာနာတတိအာယုန်နဲ့စိတ်နဲ့ကပ်နေတာတတိဟောဒီ၃ခုနဲ့အလုံးလုံးနေတဲ့အခါမှာဒီထွက်လေဝင်လေဆိုတဲ့ကာယအပေါ်မှာလိုချင်တတ်မဲ့မှုဆိုတာလောဘကိုလည်းဖယ်ရှားပြီးသားဖြစ်နေတယ်မရလို့စိတ်မကြေမနပ်ဖြစ်တယ်ဆိုတဲ့ဝမ်းနည်းမှုဆိုတဲ့ဒေါမနတကိုလည်းဖယ်ရှားပြီးသားဖြစ်သွားတယ်ဒီလိုဆိုလိုတာပေါ့နော်ခုနကာမဂုဏ်အာယုန်တွေကြတော့လောဘနဲ့ပဲရှိတယ်လေလောဘနဲ့ပဲရှိတယ်တတ္တဝိရိယတို့ပညာတို့တတိတို့နဲ့မဟုတ်ဘူး
ဒါကြောင့်မို့လို့အပြစ်တွေစိတ်ပို့ပြီးတော့ညင်နွားမှုတွေဖြစ်လာတယ်အဲ့ဒါလိုပဲကာယကိုမကြည့်ဘူးဆိုတဲ့အခါကျကိုယ့်ရဲ့ခံစားချက်လေးတွေကိုကြည့်လို့ရတယ်ချမ်းသာတာခံစားတာကြည့်မလားဆင်းရဲတာခံစားတာကြည့်မလားဝမ်းသာတာကြည့်မလားဝမ်းနည်းတာကြည့်မလားမှုလေးတွေကိုအာယုံစိုက်နေလို့ရှိရင်လေခုနလိုပဲဒီဝေဒနာဆိုတဲ့သဘောတရားပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ကြိုးစားအထောက်ထားအဲ့ဒါလို့မဟုတ်လို့ကိုယ်စိတ်ကိုပဲကိုပြန်ကြည့်မလားငါစိတ်လေးဟာလောဘနဲ့ရှိတွဲနေသလားဒေါသတွေအဖြစ်များနေသလားမာမနတွေငါစိတ်ထဲမှာစိတ်ရဲ့အခြေအနေကိုအကဲခတ်လေ့လာဆင်ခြင်သုံးသပ်နေမယ်ဆိုလို့ရှိရင်လေလောဘဆိုတဲ့အဘိဓါတွေမလာဘူးဒေါမနတဆိုတဲ့မကျေနပ်ချက်တွေမလာဘူးတဲ့ဟောဒီလိုကိုဟောနောက်ပြီးတော့ကုံပြောရလို့ရှိရင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးရှုမှတ်เสียတရားတွေဓမ္မ ानु ပတ္တနာကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီတတိပဋ္ဌာန်၄ပါးပေါ်မှာအာယုံစိုက်ပြီးတော့ထားနိုင်ပြီဆိုရင်ခုနကကိုယ်တွေ့ကတ်ထားမဲ့ဂလူးဆိုတာမရှိဘူးအဲ့နော်တွေ့ကတ်ထားပြီးတော့ဒုက္ခပေးမဲ့ကော်စေးတွေဒီမှာမရှိဘူးမရှိသည့်အတွက်ကြောင့်ဘာဖြစ်လဲဒီလမ်းကြောင်းကိုလျှောက်ပြီးဆိုတာနဲ့ဘာဖြစ်လဲဆိုရင်တတ္တနာဝိတုဒ္ဓိယစိတ်ဓာတ်တွေဟာဖြူစင်းလာလိမ့်မယ်တဲ့ခြေခုနတုန်းကစိတ်ရဲ့အညစ်အကြေးတွေဖြူလာစိတ်ရဲ့အညစ်အကြေးတွေကိုတန့်စင်ဆေးကြောနိုင်လာလိမ့်မယ်ဆေးကြောယုံနေမကဘူးဘာတွေကင်းလာတော့ဆိုဒုက္ခဒေါမနတနာအထင်ကမာယတောကပရိဒေဝနံတမတိကမာယဆိုရင်ကြတွေလည်းကြော်လွန်သွားမယ်ငိုကြွေးဝေရာတွေဆိုတာလည်းမဖြစ်တော့ဘူးဟောဆိုရင်စိတ်တွေလည်းနည်းသွားမယ်ကြော်လွှားနိုင်သွားမယ်ငိုကြွေးမှုဆိုတာတွေလည်းကြော်လွှားနိုင်သွားမယ်ဒုက္ခဒေါမနတနာအထင်ကမာယကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာလေးချုပ်ငြိမ်းသွားလိမ့်မယ်တဲ့အဲ့ဒါတင်လားလို့ဆိုတော့မဟုတ်သေးဘူးညာယတအဓိကမာယနိဗ္ဗာန်လမ်းကြောင်းကြီးကိုလည်းဖြောင်းဖြောင်းတန်းတန်းကြီးတွေ့သွားတယ်ဘယ်လမ်းကသွားရမယ်ဆိုတာမဂ္ဂင်၈ပါးဆိုတဲ့အဓိကမဆိုတာဝိပဿနာညာပြောတာနော်ညာယဆိုတာအဲ့ဒီညာယဆိုတဲ့နိဗ္ဗာန်သွားတဲ့ဝိပဿနာလမ်းကြောင်းကြီးကိုဖြောင်းဖြောင်းကြီးတွေ့သွားတဲ့အခါနောက်ဆုံးကြတော့နိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဒီလမ်းပဲလျှောက်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့တော့တတိပဌာန်ကျင့်စဉ်ဟာကျင့်တာကတော့တစ်ခုတည်းပဲရလာတဲ့အကျိုးက9ခုရှိတယ်ဟော9မျိုးကတတ္တနာဝိတုဒ္ဓိယစိတ်တွေအညစ်နွမ်းနေတဲ့မကောင်းတဲ့အကုသိုလ်စိတ်တွေတရဝါတွေမှာဆေးကြောတန့်စင်ပေးလိုက်လို့စိတ်တွေညစ်နွမ်းမှုတွေပျောက်ကင်းသွားပြီးတော့တန့်စင်ပြောင်းဝဲလာနိုင်တယ်တောကပရိဒေဝနံတမတိကမာယဆိုရင်စိတ်တွေငိုကြွေးမှုတွေကြော်လွှားနိုင်တယ်ဟော၃ခုဒုက္ခဒေါမနတနာအထင်ကမာယစိတ်ဆင်းရဲမှုတွေလည်းကင်းသွားနိုင်တယ်ချုပ်ငြိမ်းသွားနိုင်တယ်ကိုယ်ဆင်းရဲမှုတွေလည်းချုပ်ငြိမ်းသွားနိုင်တယ်ဆိုတော့၅ခုဖြစ်သွားတယ်နော်ညာယတအဓိကမာယနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးကိုလည်းတွေ့သွားတယ်6ခုနိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆို9ခုတဲ့ဒီလိုဒီတတိပဌာန်ကျင့်စဉ်တစ်ခုကိုကျင့်တယ်အဲ့တော့တတိပဌာန်ကျင့်စဉ်ဆိုတာတတိကိုဥတည်ပြောရင်တတိပဌာန်ကျင့်စဉ်ပေါ့တာမန်အားဖြင့်ပြောမှဆိုရင်သမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ပါပဲဒီနှစ်ခုပါပဲเนาะအဲ့ဒီနှစ်ခုနဲ့သမထကျင့်စဉ်နဲ့စိတ်လေးကိုငြိမ်ဝအောင်ကြိုးစားတယ်ဝိပဿနာကျင့်စဉ်ဖြင့်အသိပညာတွေတိုးတက်လာအောင်ကြိုးစားအဲ့ဒါလို့သမထဝိပဿနာကျင့်စဉ်ဖြစ်လာတယ်ခုနကကော်စေးတွေတုတ်ထားတယ်အန္တရာယ်ရှိတဲ့အာယုန်တွေပေါ်မှာမကျက်စားတော့ပဲနဲ့အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်တယ်ဒီအချက်နဲ့သာလေစိတ်ကြောတန့်စင်ပေးနိုင်တယ်လို့ဒီလိုမြတ်စွာဘုရားဒီသုတ္တမှာဟောတာဖြစ်ပါတယ်ဒါကြောင့်မို့စိတ်ရဲ့ကျက်စားရာအာယုန်ဆိုဒီမှာတတိပဌာန်တရား၄ပါးပဲဖြစ်ပါတယ်တတိပဌာန်တရား၄ပါးလို့ဆိုတဲ့စိတ်အာယုန်ပေါ်မှာထားနိုင်ကြပြီဆိုလို့ရှိရင်အဖြစ်ဆိုးတွေကလွန်မြောက်ပြီးတော့ဖြစ်လျက်ဘဝမှာဒီဘဝမှာလည်းစိတ်ချမ်းသာမှုရမယ်နောက်ဘဝမှာလည်းကောင်းရာသူတိဘုံရောက်မယ်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုတာကိုယ်စီယုံကြည်အားကိုးပြီးတော့မိမိရဲ့အစွမ်းတတ္တိနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲ
ကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ရင်ရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံပြည့်မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ပဝါယန္တုကောင်းစွာမဲ့သွေကြိုင်နိုင်၍နေကြပါစေကုန်တည်း